အားလုံးမင်္ဂလာပါအခုရှိတဲ့ဆိုင်ဟာမော်ဗန်တာဒန်ချန်မြန်မာဆိုင်ပေါ့လောက်ကျင်တဲ့လူအားလုံးတကယ်ချင်းအပေါင်းအသင်းမောင်နှမများတွေအားလုံးဖိတ်ခေါ်ပါတယ်ဈေးလဲလျှော့ပေးတယ်ဒီလနေစပြီးတော့17လပိုင်းအထိဈေးလျှော့ပေးပါတယ်ခါတိုင်းပေါ့နော်အလုံးလုံးတဲ့ကက်ကြီးညက်တဲ့နေရာတိုင်းမှာဆိုရင်မြန်မာနဲ့သက်ဆိုင်တဲ့ဟာပေါ့အမြင်မကြည်တာတို့အနီးကမြင်လို့မကြည်တာတို့ဆိုရင်ဒီဆိုင်မှာမြန်မာလုတ်ပေးတယ်ကောင်းတယ်ဘယ်လိုပြောမလဲဆိုတော့အဆအရရပေါ့အဆင်ပြေတယ်အခုဒီမြန်မာလုတ်ထားပြီးတော့ပေါ့နော်အနီးကကြည့်လဲရတယ်အဝေးကြည့်လဲရတယ်အဆင်ပြေတယ်ပေါ့အလုံးလုံးတဲ့နေရာမှာလည်းအဆင်ပြေတယ်အကိုတွေမောင်နှမတွေမိဘတဲ့အတွက်ကိုလှုပ်ပေးခြင်းနဲ့ဆိုရင်ဒီဆိုင်မှာလှုပ်ပေးတယ်ပေါ့အဆင်ပြေတယ်ပေါ့အခုဆိုရင်အဆင်ပြေတယ်အဝေးကြည့်လဲရတယ်အနီးကပ်ကြည့်လဲရတယ်ကျေးဇူးတင်ပါတယ်